အခုဗမာလူမျိုးတွေရဲ့ဇစ်မြစ်ဇာလန်းကိုမြန်မာပြည်မြေပုံထဲကနေပဲစလို့မရပါဘူး။ဟိုးအဝေးကြီးတရုတ်ပြည်တောင်ပိုင်းကနေစရပါမယ်။ယနေ့ကတရုတ်နိုင်ငံတောင်ပိုင်းတိဘက်ကုန်းမြင့်မြင့်ရဲ့ခက်ခဲကြမ်းတမ်းတဲ့ကုန်းမြင့်ဒေသတွေကနေစရပါမယ်။တမိုင်းပညာရှင်တွေဘိတုကပညာရှင်တွေပြီးတော့ဘာသာဗေဒပညာရှင်တွေရဲ့အဆိုအရဗမာလူမျိုးတွေဟာတိဘက်ဗမာဘာသာစကားအုပ်စုကြီးတွေထဲကနေခွဲထွက်လာတာဖြစ်ပါတယ်။အင်္ဂလိပ်လိုဆိုရင်တော့ Tibeto-Burman Language Family လို့ခေါ်ပါတယ်။ဒီနေရာမှာကျွန်တော်အသေးစိတ်ရှင်းပြပါရစေ။အဲ့ဒါကဘာလဲဆိုတော့တိဘက်ဗမာဘာသာစကားအုပ်စုဆိုတာအာရှတိုက်မှာအကြီးမားဆုံးဖြစ်တဲ့ Sino-Tibetan Sino-Tibet ဘာသာစကားမိသားစုကြီးရဲ့အကိုင်းကဲဖြစ်ပါတယ်။ဥပမာအားဖြင့်ပြောရရင်တစ်ပင်ကြီးတစ်ပင်မှာပင်စီကြီးရှိပါမယ်။အဲဒီကနေတက်ခိုင်းလေးတွေခွဲထွက်လာတယ်လို့မျိုးပေါ့။ဆိုင်နိုတိဘက်ဆိုတဲ့ပင်စီကြီးကနေတရုတ်ဘာသာစကားနဲ့တိဘက်ဗမာဘာသာစကားဆိုတဲ့အုပ်စုကြီးတွေခွဲထွက်လာပါတယ်။အဲဒီမှာတိဘက်ဗမာအုပ်စုထဲမှာတော့တိဘက်ဘာသာကရင်ကချင်ချင်းလီစုနဲ့ဗမာဘာသာစတဲ့ဘာသာစကားတွေပါဝင်လာနေပါတယ်။ဒါကြောင့်ဘာသာစကားအရာကြည့်ရင်ကျွန်တော်တို့ရဲ့ရှေးဦးဖိုးဘေးတွေဟာအာရှတိုက်တလွားကလူမျိုးစုတွေနဲ့အဝေးကနေဝမ်းခွဲတော်ဆက်နေတယ်လို့တောင်မှပြောလို့ရပါတယ်။တမိုင်းမှာအင်မတန်ခိုင်ခန့်တဲ့ theory တွေအရဒီရှေးဦးဗမာ Proto-Burman လို့ခေါ်တဲ့အစုအဖွဲ့တွေဟာတရုတ်နိုင်ငံယူနန်ပြည်နယ်ကနေဒါမှမဟုတ်တိဘက်ကုန်းမြင့်မြင့်ကနေတောင်ဘက်ကိုတဖြည်းဖြည်းနဲ့ပြောင်းရွှေ့လာတယ်လို့ဆိုပါတယ်။ဒါကိုဘာကတက်တည်ပြနေတယ်လဲဆိုတော့ရှေးဟောင်းတရုတ်မှတ်တမ်းတွေမှာတရုတ်အင်ပါယာရဲ့တောင်ဘက်နဲ့အနောက်ဘက်မှာနေထိုင်ပြီးတရုတ်တွေကလူရိုင်းသို့မဟုတ်မြောက်ဘက်ကနေဆင်းသက်လာသူလို့ခေါ်တဲ့မျိုးနွယ်စုတွေအကြောင်းကိုရေးသားထားတာရှိပါတယ်။ဒါဟာကျွန်တော်တို့ရှေးဦးဗမာလူမျိုးတွေရဲ့အစောဆုံးပုံရိပ်တွေဖြစ်နိုင်တယ်လို့ယူဆရပါတယ်။ဒါကိုဘလို့သေချာသိနိုင်မလဲလို့မေးစရာရှိပါတယ်။ယနေ့ခေတ်သိပ္ပံပညာရှင်တွေရဲ့မျိုးဗီဇဆိုင်ရာလေ့လာချက်တွေအရဗမာလူမျိုးတွေရဲ့ DNA ဟာဒီမြောက်ဘက်နဲ့တရုတ်တောင်ပိုင်းကလူဦးရေအုပ်စုတွေနဲ့နှီးစပ်မှုရှိတာကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။ဘာသာဗေဒအရာလဲဗမာစကားနဲ့တခြားတိဘက်ဗမာနွယ်ဝင်စကားတွေရဲ့တရားတိဆောက်ပုံအတန်အထွက်တွေဟာငင်းမရအောင်ဆင်တူနေတာကိုတွေ့ရှိရပါတယ်။ဟုတ်ပါတယ်။ဒါဟာသမိုင်းပညာရှင်တွေကြားကဘယ်အချိန်ကဘယ်လမ်းကြောင်းကနေအတိအကျဆင်းသက်လာတယ်ဆိုတာကိုငင်းခုန်နေကြဆဲဖြစ်ပေမဲ့ခရစ်တော်မဖော်မီအစောပိုင်းရာစုနှစ်တွေအရောက်မှာတော့ထင်ရှားပြသတဲ့ဗမာဆိုတဲ့လူမျိုးစုဝိသေသတစ်ခုဟာပုံပေါ်စတင်စုစည်းမိလာတယ်ဆိုတာကတော့အမှန်ပဲဖြစ်ပါတယ်။ကဲဒါဆိုရင်တော့ရှေးဦးဗမာ Proto-Burman တွေဟာဘာကြောင့်သူတို့ရဲ့ဇာတိအရက်ဒေသတွေကိုစွန့်ခွာပြီးတောင်ဘက်ကိုဆင်းသက်လာခဲ့ကြတာလဲ။သမိုင်းဆိုတာအကြောင်းရင်းမရှိဘဲတော့ရွေလျားနေလိမ့်မရှိပါဘူး။အတိအကျသမိုင်းစာအုပ်ထဲမှာမပါပေမဲ့အထက်က theory ၃ခုကြောင့်ဖြစ်နိုင်ပါတယ်။နံပါတ်1လူဦးရေတိုးပွားလာခြင်းလူဦးရေတိုးပွားလာတဲ့နဲ့များနေရာချင်းမြောင်းလာတာနေစရာရှားပါလာတာသို့မဟုတ်နေထိုင်ဖို့အတွက်ခက်ခဲလာတာတွေဖြစ်ပေါ်လာတဲ့အခါမှာသူတို့ပြောင်းရွှေ့ခြင်းတွေကိုဖြစ်ပေါ်လာတယ်လို့ဆိုပါတယ်။နံပါတ်2တရားစာတာရှားပါလာခြင်းရာသီဥတုပြောင်းလဲလာလို့ဖြစ်စေအစားအစာရှာဖွေဖို့အတွက်ခက်ခဲလာလို့ဖြစ်စေဒါမှမဟုတ်တဘာဝအန်တရယ်ကြီးတွေဖြစ်ပေါ်လာလို့ပဲဖြစ်စေလူတွေဟာပြောင်းရွှေ့ဖို့အတွက်အကြောင်းဖန်လာကြတယ်လို့ဆိုပါတယ်။နံပါတ်3စစ်ရေးစစ်မဲ့ပေအင်အားကြီးမားတဲ့အခြားအင်ပါယာကြီးတွေဥပမာတရုတ်အင်ပါယာဒါမှမဟုတ်နန်ကျောက်နိုင်ငံရဲ့ဖိအားတွေကြောင့်လွှဲမြောက်ရာကိုရှာဖွေခဲ့တာလည်းဖြစ်နိုင်တယ်လို့သမိုင်းပညာရှင်တွေကယူဆကြပါတယ်။သူတို့ရဲ့ခရီးဆွေကြီးကလွယ်ကူနေခဲ့မှာတော့မဟုတ်ပါဘူး။တိတ်သီးလာတဲ့တောနှစ်ကြီးတွေမြင်မာလာတဲ့တောင်တန်းကြီးတွေကိုကြော်ဖြတ်ပြီးအသက်ပေါင်းများစွာပေးဆက်ခဲ့ရတဲ့ခရီးချမ်းကြီးဖြစ်ခဲ့မှာပါ။သူတို့ဟာတောင်ကုန်းတွေကိုကြော်ဖြတ်ပြီးတဲ့နောက်မှာတော့အင်မတန်မြေဩဇာကောင်းတဲ့အေယာဝတီမြစ်ဝမ်းလွန်မြင့်ကြီးတဲကိုရောက်ရှိလာခဲ့မှာတော့အမှန်ပဲဖြစ်ပါတယ်။အထူးသဖြင့်မြန်မာနိုင်ငံအထက်ပိုင်းအထက်မြန်မာပြည်ရဲ့လွန်မြင့်ကျယ်ကြီးတွေဟာသူတို့အရင်နေခဲ့တဲ့အေးစိမ့်စိမ့်ကြမ်းတမ်းလာတဲ့တိဘက်ကုန်းမြင့်မြင့်ကြီးတွေနဲ့စာရင်လုံးဝကွာခြားနေခဲ့မှာပါ။နေထိုင်ဖို့အတွက်တင့်လျော်ပြီးအသက်ဆက်ဖို့အတွက်အကောင်းဆုံးမြေရတနာကြီးတွေဖြစ်ခဲ့မှာပေါ့။အေယာဝတီမြစ်ကြီးနဲ့သူတို့ရဲ့မြစ်လက်တွေဖြစ်တဲ့ဥပမာချင်းတွန်းမူးမြစ်ဘေးတစ်လျှောက်မှာအစောဆုံးဗမာအခြေချရွာလေးတွေစတင်ပေါ်ပေါက်လာခဲ့ပုံရပါတယ်။ဒီနေရာမှာသူတို့ဟာမြစ်ဝမ်းယဉ်ကျေးမှုကိုစတင်တည်ဆောက်ခဲ့ပါတယ်။
မိုးရာသီရေကြီးခြင်းရေရှမ်းခြင်းတွေကိုအသုံးချပြီးစိုက်ပျိုးရေးနည်းပညာတွေကိုအဆင့်မြင့်တင်ခဲ့ကြပါတယ်။ရေသွင်းစိုက်ပျိုးခြင်းစနစ်ရဲ့အစောပိုင်းပုံစံတွေကိုဖန်တီးခဲ့ပုံရပါတယ်။ဒီလိုနဲ့လှည့်လည်သွားလာနေခဲ့တဲ့ဓလေ့တွေကနေအတိအကျအခြေချနေထိုင်တဲ့လူမှုအဖွဲ့အစည်းအဖြစ်ပြောင်းလဲလာပြီးအဲ့ဒီဒေသမှာရှိတဲ့အရင်ကတည်းကရှိနေမိသားမတူညီကွဲပြားတဲ့လူမျိုးစုတွေနဲ့စတင်ထိတွေ့ဆက်ဆံဖို့အကြောင်းဖန်လာပါတော့တယ်။ဗမာတွေအဲ့ဒီမြေပြလွန်မြေဒေသကိုရောက်ရှိတဲ့အချိန်မှာမြန်မာနိုင်ငံအထက်ပိုင်းနဲ့အလယ်ပိုင်းဒေသမှာအင်မတန်ကြီးကျယ်ခမ်းနားတဲ့ယဉ်ကျေးမှုကြီးတစ်ခုထွန်းကားနေနေမိသားဖြစ်ပါတယ်။အဲ့ဒါကတော့ပြူယဉ်ကျေးမှုပဲဖြစ်ပါတယ်။အဲ့ဒီနေရာမှာသမိုင်းအချက်လက်တွေကိုသေချာကြည့်ရပါမယ်။ယူလူမျိုးတွေဟာပမာတွေထက်အများကြီးစောစောရောက်ရှိနေခဲ့ကြပြီးတိကျလွတ်လပ်တဲ့မျိုးပြနိုင်ငံတွေကိုတည်ထောင်ထားနိုင်ခဲ့ပါတယ်။ဥပမာဟန်လင်းပိတ်တနိုးတရေခက်တရာစတဲ့မြို့ကြီးတွေကိုတည်ထောင်ခဲ့ကြပါတယ်။သူတို့မှာအုတ်တိုင်းကြီးတွေလည်းဆောက်ခဲ့ကြပါတယ်။အဆင့်မြင့်မြို့ပြစီမံကိန်းတွေလည်းရှိပါတယ်။အိန္ဒိယနဲ့ကုန်သွယ်မှုလည်းရှိပါတယ်။ပြီးတော့အရေးကြီးဆုံးကသူတို့ဟာဗုဒ္ဓဘာသာကိုတဝင်ယုံကြည်နေကြတာပဲဖြစ်ပါတယ်။ဗမာတွေဟာတောင်ဘက်ကနေဆင်းသက်လာပြီးအခြေချလာတဲ့ပြည်တွေနဲ့မလွဲမသွေဆုံတွေ့ရမှာတော့ဧကံပဲဖြစ်ပါတယ်။သမိုင်းမှာဒါကိုရုပ်တရက်ဆက်မဲ့ပြူသိမ့်ပိုက်ထားလို့မမြင်ပဲရင်ကျေးမှုချင်းရောနှောပေါင်းစည်းခြင်းလို့မြင်ပါတယ်။ဗမာတွေဟာလူဦးရေအရတဖြည်းဖြည်းပုံမှုများပြားလာခဲ့ပြီးနိုင်ငံရေးအရအားကောင်းလာခဲ့ပြီးမြဲပြူတွေစီကနေအဆင့်မြင့်ယဉ်ကျေးမှုတွေကိုအများကြီးသင်ယူခဲ့ကြရပါတယ်။ဥပမာအုပ်အသုံးချမှုအတတ်ပညာပပဲပထိန်ကဲ့သို့သောလက်မှုပညာမြို့ပြတီထောင်နိုင်တဲ့အုပ်ချုပ်ရေးပုံစံတွေကိုပြူတွေစီကနေနမူနာယူခဲ့ကြပါတယ်။ပိုပြီးထင်ရှားတာကပြူတွေယုံကြည်ကိုးကွယ်တဲ့ဗုဒ္ဓဘာသာဟာဗမာတွေရဲ့စိတ်ပိုင်းဆိုင်ရာကဘာကြီးကိုစတင်လွှမ်းမိုးလာခဲ့ပါတယ်။ AD 900စုခရစ်နှစ်832ခုနှစ်ဝန်းကျင်မှာနန်ကျောက်စစ်တီတွေဝင်ရောက်တိုက်ခိုက်လို့ပြူမျိုးပြနိုင်ငံတော်ကြီးတွေယိုယွင်းပစ္စည်းလာခဲ့တဲ့အခါမှာတော့ကြံရက်တဲ့ယူလိုမျိုးစုအမြောက်အများဟာပုံမအင်အားတောင့်တင်းခိုင်မာလာတဲ့ဗမာလူအဖွဲ့အစည်းတွေကိုပေါင်းစည်းဝင်ရောက်သွားခဲ့ကြပါတယ်။ဒါဟာပကံခေတ်ကိုပူပြောင်းဖို့ပထမဆုံးအုတ်မြစ်ကြီးဖြစ်လာခဲ့ပါတယ်။သို့ပေမဲ့မြန်မာနိုင်ငံအလယ်ပိုင်းမှာပြူတွေရှိခဲ့တယ်လို့မြန်မာနိုင်ငံအောက်ပိုင်းအောက်မြန်မာပြည်ရေပိုင်နဲ့နီးစပ်တဲ့ဒေသတွေမှာတော့အင်မတန်ယဉ်ကျေးမှုအစဉ်အသန်းမြင့်မားတဲ့ရှေးဟောင်းယဉ်ကျေးမှုတွေအများအပြားရှိတဲ့မွေယဉ်ကျေးမှုတစ်ခုရှိနေခဲ့ပါတယ်။သူတို့ဟာတထုံစတဲ့မြို့ပြနိုင်ငံတွေကိုစတင်တည်ထောင်ထားပြီးတီဟိုယခုလက်ရှိသီရိလင်္ကာနဲ့အိန္ဒိယနိုင်ငံတောင်ပိုင်းကနေတဆင့်ရောက်ရှိလာခဲ့တဲ့ထေရဝါဒဗုဒ္ဓသာသနာတော်ကိုအလွန်အသက်ဝင်ယုံကြည်တဲ့လူမျိုးတွေဖြစ်ကြပါတယ်။မွန်လူမျိုးတွေကနေဗမာလူမျိုးတွေအပေါ်ကိုပေးတဲ့ယဉ်ကျေးမှုအရေးအာဝါဒကြီးဟာကြီးမားလွန်းလို့ယနေ့ထက်တိုင်မြန်မာလူနေမှုစနစ်ထဲမှာတွေ့မြင်နိုင်ပါတယ်။ပထမဆုံးအတိအသာဆုံးအနေနဲ့ကတော့စာပေယဉ်ကျေးမှုဖြစ်ပါတယ်။ဗမာတွေဟာကိုယ်ပိုင်စကားပြောရှိပေမဲ့စာအရေးအသားမရှိခဲ့ကြပါဘူး။အဲ့ဒီမှာမွန်တွေအသုံးပြုတဲ့ပြမဟီအနွယ်ဝင်ကတံပအခရာတွေကိုအခြေခံပြီးကိုယ်ပိုင်မြန်မာစာပေကိုတီထွင်ဖန်တီးနိုင်ခဲ့ကြပါတယ်။ဒုတိယအနေနဲ့အမှုပညာနဲ့ပိဋကပညာကိုလည်းမွန်တို့စီကနေအများကြီးသင်ယူခဲ့ရပါတယ်။မွန်တို့ရဲ့လက်ရမြောက်လာတဲ့စေတီပထိုးတီဆောင်မှုအတတ်ပညာဂူဖျားပိဋကတွေဟာဗမာတွေအတွက်တကယ့်ကိုအတုယူစရာအလှပဆိုင်ရာစံနှုန်းတွေဖြစ်လာခဲ့ပါတယ်။မွန်ကုန်တယ်တွေတန်တမန်တွေရဟန်းတန်ဃာတွေနဲ့ဆက်သွယ်ရင်ဗမာတွေဟာတမယိုးကြမျိုးနယ်စုတစ်ခုကနေကမ္ဘာအဆင့်မီယဉ်ကျေးမှုအဆင့်ကိုတက်လှမ်းဖို့အတွက်လိုအပ်တဲ့သိပ္ပံအမှုပညာနဲ့ဘာသာရေးအုတ်မြစ်တွေကိုမွန်လူမျိုးတွေစီကနေရရှိခဲ့ကြပါတယ်။ကဲအခုဆိုရင်တော့ကျွန်တော်တို့နိုင်ငံကြီးတွေမင်းဆက်တွေအကြောင်းမပြောခင်မှာအဲ့ဒီခက်ကတာမန်ဗမာတယောက်ရဲ့နေ့စဉ်ဘဝလူနေမှုအဖွဲ့အစည်းဘယ်လိုရှိမလဲဆိုတဲ့အကြောင်းကိုစဉ်းစားကြည့်ရအောင်။ရှေးဥပမာလူအဖွဲ့အစည်းမှာအဓိကအားဖြင့်ကြီးရွာနဲ့မိသားစုစုစည်းမှုတွေပေါ်မှာအခြေခံပါတယ်။လူတွေဟာတဦးတည်းသီးခြားမနေပဲသွေးသားတော်ဆက်တဲ့ဆွေမျိုးစုလိုက်စုပေါင်းနေထိုင်ခဲ့ကြတာဖြစ်ပါတယ်။သူတို့ရဲ့စီးပွားရေးဟာစားတောက်ဖို့အတွက်ဖူလုံယုံစိုက်ပျိုးတဲ့စိုက်ပျိုးရေးဖြစ်ပြီးအဓိကကတော့မိုးအီနဲ့မြစ်ရီကိုအဓိကပြုတဲ့စပါးကိုစိုက်ပျိုးခဲ့ကြပါတယ်။နွားကျွဲစတဲ့တိရစ္ဆာန်တွေကိုမွေးမြူပြီးလေယာလုပ်ငန်းမှာအသုံးပြုခဲ့ကြပါတယ်။အဲ့ဒီခက်ကယောက်ျားလေးတွေဟာလေသမားလဲဟုတ်ကြတယ်လို့အရေးကြုံလာရင်စစ်တီတော်တွေအဖြစ်လဲတာဝန်ထမ်းဆောင်ကြရပါတယ်။တခြားမျိုးနွယ်စုတွေကျူးကျော်တိုက်ခိုက်မှုကိုကာကွယ်ဖို့ဒါမှမဟုတ်နေမြေတဲ့ချက်ထွင်ဖို့အတွက်ဒိုင်းညာစတာတွေကိုသုံးပြီးတိုက်ခိုက်ရတဲ့စက်ရေးယဉ်ကျေးမှုတွေဟာသူတို့အတွေ့အကြုံထဲမှာပါလာပြီးသားဖြစ်ပါတယ်။လူမှုအစဉ်အလာတွေအနေနဲ့
ရွာသူကြီးတွေမြို့နယ်မှုခေါင်းဆောင်တွေရဲ့အုပ်ချုပ်မှုအောက်မှာလယ်သမားတွေလက်မှုပညာတွေပြီးတော့မိမသားကလေးစသည်ဆိုပြီးရှိကြပါတယ်။ဘာသာရေးပိုင်းမှာတော့အင်မတန်စိတ်ဝင်စားဖို့ကောင်းပါတယ်။ဗုဒ္ဓဘာသာလုံးဝမပြန့်ပွားခင်အချိန်မှာဗမာတွေဟာတဘာဝတရားကြီးကိုကိုးကွယ်ယုံကြည်ခဲ့ကြပါတယ်။တပ်ပင်ကြီးတွေတောင်တန်းကြီးတွေမြစ်ကြီးတွေအဆောင်ရှောက်နတ်တွေရှိတယ်လို့ယုံကြည်ခဲ့ကြပြီးပူဇော်ပသမှုတွေလည်းရှိခဲ့ကြပါတယ်။ဒါဟာနောက်ပိုင်းမှာမြမယဉ်ကျေးမှုမှာအခုချိန်ထိအမြင့်အသွယ်ချန်ခဲ့မဲ့38မိနစ်ကိုးကွယ်မှုရဲ့အစာအုပ်ပုံစံပဲဖြစ်ပါတယ်။ဘာသာတရားကိုကြောက်ရွံ့ရိုသေရာကနေစခဲ့တဲ့ဒီယုံကြည်မှုတွေဟာနောက်ပိုင်းယခုလိုဗုဒ္ဓဘာသာထွန်းကားလာတဲ့အချိန်မှာတော့ပျောက်ကွယ်မသွားပဲတည်ရှိနေတာဖြစ်ပါတယ်။ဘာသာရေးအကြောင်းပြီးသွားတဲ့နောက်မှာတော့မျိုးနွယ်စုလေးတွေစီကနေတဆင့်နိုင်ငံရေးအာဏာအုပ်စုအဖွဲ့အစည်းဘလို့ပြောင်းလဲလာတယ်လဲဆိုတဲ့အကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်။ဒါဟာတဖြည်းဖြည်းချင်းဖြစ်လာတဲ့ဆင့်ကဲပြောင်းလဲမှု evolution ပါပဲ။လူဦးရေပိုများလာတဲ့စဘာစိုက်ပျိုးမြေအောင်မြင်လို့စားနေရိတ်ခါတွေပိုရှမ်းလာတဲ့ရိတ်ခါပိုရှမ်းလာတဲ့အခါမှာလူတွေဟာစိုက်ပျိုးရေးတင်မကပဲအုပ်ချုပ်ရေးစက်ရေးတွေကိုပါတည်တံ့လုပ်မယ်အုပ်ချုပ်သူလူဒန်းစားကိုမွေးထုတ်ပေးနိုင်လာပါတယ်ဒါဟာနေရာမှာတစ်ခုပါပဲ။ EAOR မြင့်ဝမ်းရဲ့မဟာဗျူဟာကျတဲ့နေရာမှာခိုင်ခန့်တဲ့ခံတပ်မျိုးလေးတွေရွာကြီးတွေကိုဗမာတွေကစတင်တည်ဆောက်လာကြပါတယ်။ဒီနေရာမှာတကိုးဩဇာကြီးတဲ့မင်းမျိုးမင်းနယ်ခေါင်းဆောင်တွေပေါ်ပေါက်လာပြီးဘေးပန်ဝန်းကျင်ကရွာတွေကိုမဟာမိတ်ဖွဲ့ခြင်းဒါမှမဟုတ်တိုက်ခိုက်သိမ်းပိုက်ခြင်းနီလန်းတွေကိုမိမိတို့ရဲ့နယ်မြေမှာချဲ့ထွင်လာကြပါတယ်။ဒါဟာအနွယ်စုအသေးသေးလေးတွေကနေမင်းနေပြည်တော်လို့ခေါ်နိုင်မဲ့တရေစတည်နိုင်တဲ့နိုင်ငံလေးတွေဖြစ်လာရတဲ့အခုပြောင်းကာလာပဲဖြစ်ပါတယ်။အခုတော့ဗမာတွေတည်ထောင်ခဲ့တဲ့ပထမဆုံးနိုင်ငံတော်ကြီးအကြောင်းကိုပြောကြရအောင်ပါ။နေရောင်အောက်မှာရွှေရောင်တောက်နေတဲ့ပူပြင်း၆တဲ့မြန်မာနိုင်ငံအလယ်ပိုင်းကမြေပြလွန်ပြည့်အခြေကြီးပေါ့။အဲ့ဒီနေရာကိုပကံလို့ခေါ်ပါတယ်။ပကံရဲ့အစောပိုင်းသမိုင်းဟာဒန်နာရီတွေနဲ့ရောထွေးနေပါတယ်။မှတ်တမ်းတွေအရတော့ AD 2ရာစုခရစ်နှစ်109ခုနှစ်မှာသမုဒရမင်းကရွာကြီး19ရွာကိုပေါင်းစည်းပြီးရောနှကတိုင်းတို့မဟုတ်ယခုခေတ်ပကံလို့ခေါ်တဲ့နေရာကိုစတင်တည်ထောင်ခဲ့တယ်လို့ဆိုပါတယ်။ဒါပေမဲ့တိကျတဲ့တမိုင်းအထောက်အထားတွေအရတော့ AD 900စုခရစ်နှစ်849ခုနှစ်မှာပြည်မြောင်းမင်းကပကံမျိုးရိုးကိုစနစ်တကျတည်ဆောက်ခဲ့ပြီးပကံလို့စတင်သမုတ်ခဲ့တယ်လို့ဆိုပါတယ်။ပကံနေရာဟာမဟာဗျူဟာအရတကယ်ကိုပါရမီဆန်တဲ့ရွေးချယ်မှုလို့ဆိုရပါမယ်။ဘာလို့လဲဆိုတော့တည်ယူပို့ဆောင်ရေးနဲ့ကုန်သွယ်ရေးအတွက်အဓိကကျတဲ့ EAOR မြင့်ရဲ့အကွေ့အကောက်နေရာလေးမှာရှိနေတာကြောင့်မို့လို့မြောက်ဘက်ကုန်းလွင်ပိုင်းကနေတောင်ဘက်ပင်လယ်ကြီးစီအထိကုန်သွယ်မှုလမ်းကြောင်းအားလုံးကိုစိုးမိုးထားနိုင်ပါတယ်။စိုက်ပျိုးရေးမှာဆိုလို့ရှိရင်လည်းပကံကိုယ်တိုင်က6တွေ့စုံထဲမှာပါဝင်နေပေမဲ့ဘေးနားကကြောက်ဆက်လွင်မြင့်တို့နေရာမျိုးမှာတော့ရေသွန်းပြီးကမှစပားတွေကိုအလွယ်တကူစိုက်ပျိုးထိန်းချုပ်နိုင်ပါတယ်။ဒီလိုနဲ့စီးပွားရေးဆက်ရေးမဟာဗျူဟာကောင်းမွန်မှုတွေကြောင့်ပကံဟာတဖြည်းဖြည်းနဲ့လူဦးရေထူထပ်လာခဲ့ပြီးပြူနဲ့မွင်တို့စီကနေရရှိတဲ့အသိပညာတွေကိုပေါင်းဆက်ကကမ္ဘာ့ယဉ်ကျေးမှုစုံစည်းရာနေရာကြီးတစ်ခုအဖြစ်ရွှေခက်တစ်ခက်ကိုစိုက်ထူနိုင်ခဲ့ပါတယ်။ AD 17ရာသို့ခရစ်နဲ့1044ခုနဲ့ရောက်တဲ့အချိန်မှာတော့မြန်မာသမိုင်းကိုလုံးဝပြောင်းလဲပြစ်မဲ့ဗမာလူမျိုးဘရင်တစ်ပါးပေါ်ပေါက်လာခဲ့ပါတယ်။သူကတော့အားလုံးသိကြတဲ့ပထမမြန်မာနိုင်ငံကိုတည်ထောင်ခဲ့တဲ့အနော်ရထမင်းစောဖြစ်ပါတယ်။အနော်ရထမင်းရဲ့အာဏာရလာပုံကလည်းအမတန်မှကိုစိတ်ဝင်စားဖွယ်ကောင်းပါတယ်။သူ့ရဲ့နောင်တော်စုကတိမင်းကိုမြင်းကဘာအရက်မှာတဦးချင်းစီချင်းထိုးတိုက်ခိုက်အောင်မြင်ပြီးမှခက်ခဲနန်းတက်လာခဲ့ရတာပါအာနာရလာတဲ့အခါမှာတော့သူဟာရိုးရိုးဒေသန္တရမင်းတစ်ပါးအဖြစ်မနေခဲ့ပါဘူးသူဟာပထမနိုင်ငံတော်ကြီးကိုစတင်စူးစီးတည်ထောင်ခဲ့တဲ့စစ်သူရဲကောင်းအမျှော်မြင်ကြီးတဲ့ဘိတုကပညာရှင်တစ်ယောက်လည်းဖြစ်ခဲ့ပါတယ်အနော်ရထဟာသူ့ရဲ့စက်ရေးစွမ်းရည်ကိုအသုံးချပြီးမြန်မာနိုင်ငံအထက်ပိုင်းကဒေသတွေကိုတစုတစည်းတည်းဖြစ်အောင်လုပ်ခဲ့ပါတယ်ပြီးတော့ကြောက်ဆယ်လွင်ပြင်မှာဆယ်ကြီး12ခုမြောင်းကြီးတွေအပါအဝင်စနစ်တကျပြုပြင်ပြီးပကံမျိုးရဲ့စပကြီးကြီးကိုလည်းတိဆောက်ပေးခဲ့ပါတယ်စီဝါရေးအင်အားတောင်းတင်းလာတဲ့အခါမှာတော့စစ်တပ်ကိုအဆင့်မြင့်တင်ပြီးအရှိဘက်ရှမ်းကုန်းမြေမြင့်နဲ့အနောက်ဘက်ရခိုင်ရိုးမအစက်တောင်ဘက်မွန်တို့ရဲ့ထုံနယ်အထိပါနယ်မြေချဲ့ထွင်ပြီးဗဟိုချုပ်ကင်မှုစနစ်ကိုခိုင်ခိုင်မာမာချမှတ်နိုင်ခဲ့ပါတယ်ဒါပေမဲ့အနော်ရထမင်းကြီးရဲ့အကြီးမားဆုံးတဲ့ယနေ့ထက်တိုင်ကြံရစ်ခဲ့တဲ့အမွေနှစ်ကတော့နယ်မြေသိမ့်ပိုက်ထားတယ်လည်းမဟုတ်ပါဘူး။ဗမာလူမျိုးတွေအတွက်ထီရဝါဒဗုဒ္ဓဘာသာကိုလက်ဆင့်ကမ်းပေးခဲ့တာဖြစ်ပါတယ်။အဲဒီခေတ်ပကံမှာစုံကိုဝေဆန်ဆန်ကျင့်စဉ်နေခြင်းပြီးလူထုကိုလှည့်စားနေတဲ့အရေးကြီးလွှမ်းမိုးမှုတွေရှိနေခဲ့ပါတယ်
အဲ့ဒီချိန်မှာတထုံပြီးကနေကြွလာတဲ့သာသနာပြုယဟန်တို့အရှင်အရဟံနဲ့အနော်ယထာမင်းတို့တွေ့ဆုံခဲ့ကြပါတယ်အရှင်အရဟံရဲ့စင်ကြယ်တန်ရှင်းပြီးနေဆိုင်တဲ့တရားဓမ္မတွေကြောင့်အနော်ယထာမင်းဟာထေရဝါဒဗုဒ္ဓဘာသာကိုယုံကြည်လာခဲ့ပါတယ်ဒါကိုနိုင်ငံတော်ဘာသာအဖြစ်လဲသတ်မှတ်ပေးခဲ့ပါတယ်အထောက်ထားတွေရ AD 1050ခုမှာအနော်ယထာမင်းဟာတထုံပြည်ကနေပိဋကတ်သုံးပုံတွေကိုပကံပြည်ကိုပို့ဆောင်ခဲ့တယ်လို့ဆိုပါတယ်ဒါဟာရိုးရိုးကိုးကွယ်မှုပြောင်းလဲသွားတာတွေမဟုတ်ပါဘူးမင်းကျင့်တရားကိုပါပြောင်းလဲသွားစေခဲ့တာပါမင်းကြီးဟာအာနာရှင်တစ်သက်မဟုတ်တော့ပဲတာရဏတော်ကိုစောင့်ရှောက်ရမယ်ဓမ္မရာဇာအဖြစ်ခံယူလာပါတယ်တနိုင်ငံလုံးမှာကျောင်းကံဖျားတွေကိုတည်ဆောက်ပြီးစာပေတွေကိုသင်ကြားစေခဲ့ပြီးမှဗမာလူမျိုးတွေရဲ့အတွေ့အခေါ်စာရိတ္တဝိသေသလက္ခဏာတွေကိုဗုဒ္ဓတရားတော်တွေနဲ့အညီပုံသွင်းပေးခဲ့တဲ့တမိုင်းဝင်ဖြစ်ရကြီးလည်းဖြစ်ခဲ့ပါတယ်ဒီလိုနဲ့ပကံပြည်ဟာအနော်ယထာမင်းနဲ့နောက်ပိုင်းတက်လာတဲ့ဂျန်ဆက်သားမင်းအလောင်းစီသူမင်းစတဲ့ကောင်းမြတ်တဲ့မင်းတွေရဲ့လက်ထက်မှာရွှေခက်ကိုအပြည့်အဝရောက်ရှိသွားစေခဲ့ပါတယ်အဲ့ဒီကမှာမြမစာပေဟာကြောက်စာကနေတဆင်အရှင်အဟိုထွန်းကားလာခဲ့ပါတယ်ဥပမာ AD 1133ခုနှစ်မှာရေးထိုးပြီးစီးခဲ့တဲ့မဟာစေတီကြောက်စာသို့မဟုတ်ညစေတီကြောက်စာမှာပြူမွန်ပမာပါဠိစတဲ့၄ဘာသာနဲ့ရေးထိုးထားပြီးမြန်မာသမိုင်းအတွက်အဖို့မဖြတ်နိုင်တဲ့ကြောက်စာတစ်ခုပဲဖြစ်ပါတယ်နိုင်ငံတကာကုန်သွယ်ရေးတွေအနေနဲ့လည်းတီဟိုယခုလက်ရှိတီတီလင်ကအိန္ဒိယတရုတ်စတဲ့နိုင်ငံတွေနဲ့လမ်းကြောင်းပွင့်ခဲ့ပြီးပကံဟာအရှေ့တောင်အာရှရဲ့ဗုဒ္ဓဘာသာနဲ့စာပေဗဟိုချက်မှဖြစ်လာခဲ့ပါတယ်မတူညီကွဲပြားတဲ့လူမှုအစဉ်အတန်းတွေနန်းတွဲအမှုပညာရှင်တွေလက်မှုပညာတွေအားလုံးစုစည်းပြီးယနေ့ကကျွန်တော်တို့ဂုဏ်ယူနေရတဲ့ကံတော်ဝင်မြမယဉ်ကျေးမှုကြီးဆိုတော့ဒီပကံမြေကြီးရဲ့တရေတဲ့ထွက်ပေါ်လာခဲ့တာပဲဖြစ်ပါတယ်ကဲကျွန်တော်တို့ရှေးဥပမာတွေတိဘက်နဲ့ယူနန်ဘက်ကနေစတင်ပြောင်းရွှေ့လာခဲ့တဲ့အချိန်ကနေပကံမြေပေါ်မှာကြီးကျယ်ခမ်းနားတဲ့အင်ပါယာကြီးတည်ဆောက်နိုင်ခဲ့တဲ့အထိတမိုင်းကြောင်အပြည့်အစုံကိုလေ့လာခဲ့ပါပြီဒါဟာရိုးရိုးလူမျိုးစုတစ်ခုနေရာရွှေ့လာတာလည်းမဟုတ်ပါဘူးမိမိတို့ရောက်ရှိရာအရက်ဒေသကတဘာဝပတ်ဝန်းကျင်ကိုလိုက်လျောညီထွေအောင်နေထိုင်ရင်မိမိတို့တဲ့စောတည်ရှိနေခဲ့တဲ့ပြူမွန်တို့ရဲ့အစဉ်အတိုင်းယဉ်ကျေးမှုတွေကိုအကောင်းဆုံးစုပ်ယူပေါင်းစပ်ပြီးကိုယ်တိုင်ဝိသေသလက္ခဏာတစ်ခုအပြည့်ဝေဝါးတန့်စင်လိုက်တာဖြစ်ပါတယ်။ပကံရဲ့တမိုင်းဥအာယုံဥဟာနိုင်ငံတစ်ခုပေါ်ထွန်းလာခြင်းတည်းမကပဲယနေ့ကအရှိန်အဝါမပျက်စီးသေးတဲ့မြန်မာလူမျိုးတွေရဲ့စိတ်ဓာတ်ယဉ်ကျေးမှုနဲ့အမွေအနှစ်တွေကိုဖော်ပြနေတာလည်းပဲဖြစ်ပါတယ်။ဒါကတော့ဗမာလူမျိုးတွေမြန်မာပြည်ထဲကိုဘလို့ဝင်ရောက်လာလဲဆိုတဲ့အကြောင်းနဲ့ဘလို့မျိုးအင်အားကြီးထွားလာတယ်လဲဆိုတဲ့အကြောင်းကိုတင်ဆက်ပေးခဲ့တာလည်းဖြစ်ပါတယ်။နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့သမိုင်းကြောင်းတွေဗဟုသုတတွေကိုဆက်ပြီးတင်ဆက်ပေးသွားမှာဖြစ်လို့စောင့်မျှော်ကြည့်ရှုပေးကြပါဦးပြီးတော့လည်းကျွန်တော် channel လေးကိုလည်း subscribe လုပ်ပေးထားဖို့တောင်းဆိုချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်